ကြားဖြန့်နဲ့ဆလော့ကတစ်ခုစီပါမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ခင်ဗျားတို့ရဲ့စိတ်ထဲမှာမရှင်းမလင်းဖြစ်နေတယ်ပေါ့နော်ဒီကြားဖြန့်နေနဲ့ဆလော့ဂိမ်းတွေကဘယ်လိုပတ်သက်မှုရှိလဲအတူတူလားဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြသွားမှာပါပေါ့နော်ဒီຢာကလည်းကျွန်တော်လေ့လာထားတဲ့ဘ ഹു သုဒတွေနဲ့ပြီးတော့ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ဆောင်းပါးလေးတစ်ပုဒ်ရဲ့ကျွန်တော်ရဲ့ပေါ့နော်ဒီထင်မြင်ယူဆချက်လေးတွေကိုဒီနေ့ဗီဒီယိုလေးမှာပြောကြားပေးသွားခြင်းဖြစ်ပါတယ်ခင်ဗျားတို့ရဲ့ထင်မြင်ယူဆချက်လေးကိုလည်းအောက်က comment မှာရေးသွားပေးခဲ့လို့ရပါတယ်ပေါ့နော်ကျွန်တော် view design နဲ့ပြန်ဖတ်ပေးပါရပေါ့ကဲဒါဆိုရင်တော့ဘ ഹു သုဒအနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးလိုက်ကြအောင်အရင်ဗီဒီယိုမှာလည်းပြောခဲ့ဘူးတဲ့ဆလော့ဂိမ်းဆိုတာကတော့သူတို့ဖန်တီးထားတဲ့ program တစ်ခုအဲ့ဒီ program ထဲမှာခင်ဗျားတို့တွေလာကစားမယ်ဆိုလို့ရှိရင်တေချာဘောက်ကတော့ခင်ဗျားအပေါက်ဝါကိုဝင်လာတယ်ပြီးသွားလို့ရှိရင်အိမ်မော်တက်တယ်ပြီးသွားလို့ရှိရင်ဘယ်သွားတယ်ညာသွားတယ်ဆိုတော့သူတို့ရဲ့ program ထဲမှာစောက်ထားတဲ့အိမ်တိန်ထဲမှာခင်ဗျားဘယ်လိုပဲလုပ်နေလို့သူတို့သိလိမ့်မယ်အဲ့ပုံစံမျိုးနဲ့ဒီဆလော့ဆိုတဲ့အရာကိုဖွဲ့စည်းထားတာဖြစ်ပါတယ်မြင်လျော်ပြောမှဆိုလို့ရှိရင်အိမ်ပြည်တော်ထဲမှာဆိုလို့ရှိရင်အမေရိကန်နိုင်ငံမှာရှိတဲ့အိမ်ပြည်တော်ထဲမှာဆိုရင် CCTV တွေကိုပေါ့နော်ဒီအန်ကယ်တိုင်းမှာတောင်းနေတိုင်းမှာတတ်ထားတဲ့ပုံစံမျိုးပဲဒီဆလော့ဂိမ်းတွေကလည်းသူတို့ရဲ့ program တွေကိုခမရဝင်သွားပြီဆိုတာနဲ့ခမရဘလို့စော့နေတဲ့ဘာလုပ်နေလဲအစားအားလုံးကြည့်လို့ရတာဖြစ်ပါတယ်ဒါကိုကြည့်လို့မရဘူးလို့တော့လာပြီးမပြောနဲ့ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း ID တယောက်ဖြစ်တဲ့အတွက်ဒီຢာတွေအားလုံးကတော့အနေနဲ့များဆက်ဆက်မှုရှိတယ်ဆိုတာကျွန်တော်သိပါတယ်ဆလော့ဂိမ်းကတော့ဆိုတာပြောလို့ပဲကျွန်တော်ဒီမှာရှိတဲ့ပတ်စံတွေအားလုံးကိုသူကတားကတ်ထားပြီးတော့ဒီပတ်စံတွေကိုပဲသူကပြစ်မှတ်အနေနဲ့ထားတယ်ပေါ့နော်ဒါကတော့ဆလော့ဂိမ်းပါဆလော့ဂိမ်းကကျွန်တော်ဒီမှာရှိတဲ့ပိုက်ဆံတွေကိုပဲသူတို့ပြစ်မှတ်ထားတယ်ဒါကသူတို့ရဲ့ main target ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကြားဖြန့်ကဘယ်လိုလဲဆိုတော့ကြားဖြန့်ကကြတော့သူတို့ရဲ့အကျိုးစီးပွားအကျိုးမြတ်တွေအဓိကထားပြီးတော့သွားတယ်ပေါ့နော်စဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ဆလော့ဂိမ်းနဲ့ဆင်တယ်ဆိုပေမဲ့လည်းသူကတော့တက်ခွဲထွက်တယ်ကြားဖြန့်မှာအမျိုးမျိုးရှိရပေါ့နော်ကြားဖြန့်ဆိုတော့ဒီမြန်မာလိုအဓိပ္ပာယ်ကိုနည်းနည်းရှင်းရှင်းဖွင့်ရလိုက်မယ်ဆိုလို့ရှိရင်တော့လိန်လည်မှုတစ်ခုပဲပေါ့နော်ကိုယ့်ရဲ့အကျိုးစီးပွားတစ်ခုအတွက်တခြားတစ်ယောက်ကိုလိန်လည်တာကိုတော့ကြားဖြန့်လို့ခေါ်တယ်အဲ့ဒီကြားပြန်အောင်မှာအမျိုးသားတွေအများကြီးခွဲပေါ့နော်ဒါကဘာလဲဆိုတော့ငွေကြေးလိမ်လည်တဲ့ကြားပြန်နေရှိလို့လူတွေရဲ့စိတ်တွေကိုလှည့်ပြတဲ့ကြားပြန်နေလည်းရှိပြီးတော့လူတွေရဲ့အသက်အန္တရာယ်တွေကိုနှုတ်တဲ့ကြားပြန်နေလည်းရှိရပေါ့နော်လိမ်လည်မှုအမျိုးမျိုးရှိပါတယ်အဓိကသူတို့ရဲ့နောက်ဆုံးသားကတော့ပိုက်ဆံပဲပေါ့နော်ဒီပိုက်ဆံဆိုတဲ့အရာတစ်ခုကြောင့်ဒီຢာတွေအားလုံးကဖြစ်သွားတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေတာမန်လိန်တဲ့ပုံစံဘယ်လိုလဲဆိုတော့ကျွန်တော်တို့အရင်တုန်းကခင်ဗျားတို့ကြုံမှုလားတော့မသိဘူးဘန်ကပုံစံမျိုးနဲ့ဘန်ဝန်ထမ်းပုံစံမျိုးနဲ့ဖုန်းလန်းဆက်တယ်ပေါ့နော်ဟယ်လိုကျမကတော့ဘန်ကပါပေါ့နော်အကိုရဲ့အကောက်ကဒီ15မိနစ်တည်းမှာကျမတို့ရဲ့ဒီပေါ့နော်လှုပ်တဲ့ service ထဲမှာအကိုလိုက်ပြီးတော့ပူပေါင်းဆောင်မှုမရှိဘဲနဲ့ပေါ့နော်ဒီဖုန်းကိုချလိုက်မယ်ဆိုလို့ရှိရင်အကိုရဲ့ဘန်ကောက်ကပျက်စီးသွားလိမ့်မယ်ပြီးတော့လို့ရှိရင်အထဲထဲမှာရှိတဲ့ငွေကြေးတွေလည်းဘာမှပြန်ရတော့မှာမဟုတ်ဘူးဘာညာဆိုပြီးတော့ဟိုတလောကဖုန်းနေဆက်တယ်ဗျာအခုလိုလိန်လေတာကလည်းကြားဆံပါပဲအဲ့လိုလိန်လည်နည်းတွေတော်တော်များများခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်မှာရောဒီ online တွေပေါ်မှာရောတချို့တင်ထားတာရှိပေါ့နော်ခင်ဗျားတို့သိလိမ့်မယ်လို့ထင်တယ်ဒီຢာကတော့ဆိုတာပြောလို့ကိုယ့်ဘက်ကကြည့်မှဆိုလို့ရှိရင်တော့ရည်စရာဟာသားတစ်ခုလို့ထင်နေပေမဲ့အခုလိုဘ ഹു သုဒကိုမသိခဲ့တဲ့လူတယောက်ဆိုလို့ရှိရင်တော့လက်လန့်ဖြတ်နေပေါ့နော်ခံရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဘ ഹു သုဒကလည်းအနေနဲ့များတော့သိထားဖို့တော့လိုပါတယ်ဘလို့အနေထားမျိုးလဲဆိုတော့ကိုယ့်ရဲ့အချက်တရားကိုယ့်ရဲ့သိက္ခာပြီးတော့ချင်းကိုယ့်ရဲ့အသက်အန္တရာယ်ပြီးသွားလို့ရှိရင်အခုလိုငွေကြေးပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ရှိရင်တော့အနေနဲ့များဘ ഹു သုဒဆိုတာရှိသင့်ပါတယ်ပေါ့ဒါကြောင့်မလို့ဒီ online မော်ကကြားပြန်လိမ်လည်မှုတွေကိုလည်းမခံရအောင်အားလုံးပဲ view site နဲ့ပေါ့နော်လေးလာထားဖို့လည်းဒီနေရာကနေကျွန်တော်နူးညွတ်ပန်ကြားလုပ်ပါရပေါ့ဒါကတော့ဆိုတာပြောလို့ online မော်ကနေပြီးတော့မထီသတိတွေလမ်းလုပ်တဲ့ကြားပြန်ပေါ့နော်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ privacy data တွေကိုလက်ကင်ထားပြီးတော့မင်းငါတို့ကိုပိုက်ဆံဘယ်လောက်မပေးလို့ရှိရင်မင်းရဲ့ပုံနေမင်းရဲ့ဒီ screenshot ရိုက်ထားတဲ့စာတွေဘာညာတွေအားလုံးကိုငါတို့တွေတင်မယ်ဘာညာဆိုပြီးတော့ချင်းရောက်တာကလည်းကြားပြန်မယ်ပေါ့နော်အခုလိုကြားပြန်နေလဲရှိပါတယ်ကြားပြန်ကတော့ဆိုတာပြောလို့အမျိုးမျိုးရှိတယ်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကဂရုစိုက်နဲ့ရှိဖို့တော့လိုတယ်ပေါ့နော်လောလောဆယ်နိုင်ငံရဲ့မတိမငြိမ်ဖြစ်မှုကိုအခွင့်ကောင်းယူပြီးတော့ဒီလိုမျိုးတွေလောက်တာဖြစ်ပါတယ်ထပ်ပြီးတော့လဲစိုးလာဖို့ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ခင်ဗျားတို့အနေနဲ့ဒီ online မော်ကဒီအလိမ်ညာတွေအားလုံးကိုကိုယ့်အနေနဲ့ကောင်းကောင်းနားလည်ထားဖို့လိုပါတယ်။ကဲကိုကမတင်ငါပွဲဖြစ်တယ်ဆိုလို့ရှိရင်လည်းခုခေတ်လူငယ်တွေပေါ့နော်သူတို့တွေကိုအခုလိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြပြီးတော့အကူကြီးအကြံဉာဏ်တောင်းစေလိုပါတယ်ပေါ့နော်ဒီလိုနေရာမှာရှက်နေလို့မရပါဘူး။ခံရမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေခင်ဗျာပဲခံရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ဒီ online မော်အကြဖြတ်နေကိုအလိမ်ညာတွေနဲ့ကင်းဝေးအောင်ခင်ဗျာအနေနဲ့အခုလိုဘ ഹു သုဒမရှိသေးဘူးဆိုလို့ရှိရင်လည်းခင်ဗျာရဲ့ဘေးမှာရှိတဲ့လူငယ်တွေကိုမေးပါမြန်းပါပေါ့နော်ဒီလိုမျိုးလေးလှုပ်လိုက်မယ်ဆိုလို့ရှိရင်တော့တေချာပေါက် online ကြားဖြတ်နေကိုခင်ဗျာအနေနဲ့ကာကွယ်နိုင်မှာဖြစ်ပါတယ်ပြီးတော့ဒီလိုမျိုးဘ ഹു သုဒရရှိတဲ့ဗီဒီယိုလေးတွေကိုလည်းကိုယ့်ရဲ့ဒီဆွေမျိုးတွေထဲမှာအခုလိုမျိုးဘ ഹു သုဒနဲနေတဲ့လူတွေရှိရင်တော့ပြန်လဲဝင်မြပေးစေချင်ပါတယ်ပေါ့နော်
ဒါကတော့ကျွန်တော်အနေနဲ့ request လုပ်တာပါအခုလိုမျိုးဘုသူဒ္ဓတွေများများရှိမှသာလင်ကျွန်တော်တို့လူမျိုးတွေကိုတိုင်းတစ်ပါးသားအခုလို Chinese ပေါ့နော်သူတို့လူမျိုးတွေကလိမ့်လဲလှည့်ပြလို့မရမှာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ဒီကောင်ကတော့ဆိုပြောလို့ online ဘောကနည်းနည်းလေးကျန်းလာတဲ့ကြားပြန်နောက်တစ်ခုကဘာလဲဆိုတော့အသက်အန္တရာယ်ထိခိုက်တဲ့ကြားပြန်နေပေါ့နော်ကျွန်တော်ကြားဘူးတဲ့ဆောင်းပါးတစ်ပုဒ်မှာဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့လူတွေရဲ့အသွေးသားတွေကိုကျွန်တော်တို့တွေပေါ့နော်လူတွေကိုပြန်ပြီးဆွဲလိုက်တယ်ဆွဲပြီးသားလို့ရှိရင်မင်းဘယ်နေရာမှာလာရွေးလဲပေါ့နော်ဘာများပြောပြီးတော့သူတို့တွေကဥမာငါတို့မင်းကိုပတ်စံဘယ်လောက်ပေးမယ်ဒီလိုဒီနားမှာပဲထားခဲ့ပါဘာညာဆိုပြီးတော့ပြောပြီးမှလဲပတ်စံလဲရတယ်ပြီးတော့ဒီလူရဲ့အသွေးသားထဲမှာရှိတယ်ပေါ့နော်အနုနုထွတ်ထွတ်ပေါ့နော်ဒီလက်လက်ဆက်ဆက်အသေးကြီးတွေဥတွေနှလုံးတွေကြောက်ခွက်တွေဒီကောင်တွေကိုကျွန်တော်တို့တွေမျက်ကြည်လွှာတွေကိုထုတ်ပြီးတော့သူတို့တခြားပေါ့နော်မှောင်ငိုဈေးကွက်တွေမှာပြန်ချရအောင်တယ်ဒီຢာတွေအားလုံးကဘယ်ကနေပြီးတော့ဘယ်လိုပြန်လာလဲဆိုတော့မှောင်ငိုဈေးကွက်ကဒီပေါ့နော်ကျွန်တော်တို့တွေဆေးကန်းတွေဆေးရုံတွေပေါ့နော်ဒီနေရာတွေစုပဲပြန်ရောက်တယ်လို့တော့ထင်တယ်ပေါ့နော်ဒါကတော့ဆိုရပြလို့ကျွန်တော်လည်းနှိုင်းနှိုင်းချွတ်ချွတ်ဒီຢာတော့လိုက်ပြီးလေ့လာထားတာတော့မရှိဘူးပြောချင်တာကဆိုရပြလို့အောက်ကမှောင်ငိုဈေးကွက်ကနေပြီးအခုလိုပုံစံမျိုးတွေသွားတယ်လို့တော့ယူဆလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေonline ကြားပြန်နေရှိသလိုအခုလိုမျိုးကိုယ့်ရဲ့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့ကြားပြန်နေလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေဘလို့လူပဲဖြစ်နေဘလို့လိန်ညာမှုပဲဖြစ်နေကိုတယောက်တည်းမစင်စားနိုင်ဘူးဆိုလို့ရှိရင်ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ညီကိုမောင်နှမပြီးသွားလို့ရှိရင်ဘေးနားမှာရှိတဲ့လူငယ်တွေအားလုံးကိုအကူအညီတောင်းပြီးတော့အခုလိုပူပေါင်းဆောင်ရွက်လိုက်မယ်ဆိုလို့ရှိရင်တော့တကြပါအခုလိုမျိုးလိန်ခံရတဲ့ဘဝကနေခင်ဗျာကင်းလွတ်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဆိုပြောလို့စလော်ဂိမ်းနဲ့ကြားပြန်နေဆိုတော့ဘလို့မှကိုဆက်လို့မရတဲ့အရာတစ်ခုပါစလော်ဂိမ်းကတော့ကြားပြန်တဲ့ဆိုင်တော့တော်သေးတယ်လို့ပြောလို့ရတယ်ကဲဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုလေးမှာလည်းအခုလိုခမောက်တဲ့ဘူးဆိုတာရပြီးတော့အသုံးဝင်စေမယ့်အကြောင်းအရာလေးနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်ကတော့ထုံးစံတိုင်းမိတ်ဆက်ပေးရရင်နော် Modern Techno ပါစလောက်ခိုင်းနေမစော့ကြပါနဲ့